နေပြီးတော့လမ်းလျှောက်တဲ့ကြံပေါ့နော်ဒါကတော့နေပြီးတော့တောင်ညိုလမ်းမကြီးပေါ်မှာတည်ရှိပါတယ်နေပြီးတော့တောင်ညိုလမ်းမကြီးပေါ်မှာတည်ရှိနေတဲ့လမ်းလျှောက်တဲ့ကြံပေါ့နော်စီပင်အေးရိတ်တာမီးပွိုင်းပေါ့နော်စီပင်အေးရိတ်တာမီးပွိုင်းနာကနေပြီးရတယ်ပြီးရင်မြို့တော်ခမ်းမရှိတီပေါ့အခုမြင်နေရတဲ့နေရာကတော့အဲ့ဒီနေရာမှာဆိုရင်ကျွန်တော်စပြမှုတ်တီစပြအမြုပ်တီနဲ့ဒီမှာစပြရည်တွေနဲ့အမြုပ်ရည်တွေဖြန်းပြီးရတယ်ပေါက်လေးခတိတေးလေးတစ်လုံးတော့ဖွင့်ထားတယ်အဲ့မှာဖွင့်ပြီးရေကစားကြတယ်ကကြတယ်ပေါ့နော်